Okay ဒီတင်ကန်းနာမှာတော့တို့တွေကAngularJS ကိုအသုံးပြုဖို့အတွက်တို့ရဲ့ကွန်ပျူတာမှာရှိရမယ် AMG ကို Angular CLI ကို install လုပ်မယ် Angular CLI ကို install မလုပ်ခင်တို့ရဲ့ကွန်ပျူတာမှာအလူလျောက်ရှိနေရမှာ Node.js ရှိရမယ်ပြီးတော့ npm ရှိရမယ်နော်ပုံမှန်အဖြစ် Node.js ကို install လုပ်ထားရင်တော့npm အလိုလျောက်ရှိနေပါတယ်နော်အဲ့ရှိမရှိစစ်ဖို့တော့ window အောင်နှိပ် cmd လို့ run ပြီးတော့မှ node-v လို့နှိပ်ရင် node version 23လို့ပြတယ်ဒါဆို Node.js ရှိတယ်အဲ့လိုပဲ npm-v ဆိုပြီးရှာရလိုက်ရင် npm လည်းတို့ကွန်ပျူတာမှာရှိပြီးသားဒါပေမဲ့တို့အခု install လုပ်မဲ့ ng ကိုကြည့်လိုက်ရင်တော့ ng မရှိဘူး ng data version ဆိုရင်လည်းမရှိဘူးဖြစ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ Angular ကို install မလုပ်ရတယ်အဲ့တော့ Angular ကို install လုပ်ဖို့အတွက်Chrome browser ကိုဖွင့်လိုက်မယ်ပြီးတော့မှတို့က Angular ဆိုပြီးရေးချလိုက်ပြီးတော့ထိတ်ဆုံးမှာတွေ့တဲ့ angular.dev ဆိုတဲ့ဒီ website ကိုဝင်မယ်ဝင်ပြီးတော့တို့တွေကdocumentation ကိုတစ်ချက်သွားမယ်အပေါ်မှာ installation ဆိုတဲ့ဒီနားလေးရအောင်တစ်ချက်သွားမယ် installation ကိုပြီးတော့အောက်မှာတစ်ချက်သွားကြည့်လိုက်မယ်ဘယ်လို install လုပ်ရမလဲဆိုတော့ npm ကနေပြီးတော့ install ဆိုပြီးတော့ -g globally @angular CLI နဲ့အဲ့တော့တို့ကအဲ့လို install လုပ်ရမှာပေါ့နော်အဲ့ window အောင်နှိပ်မယ် cmd ကိုပြန်ဖွင့်မယ်ပြီးတော့မှ npm i install လေနော် -g ကဒါကကျတော့ globally install လုပ်မယ်လို့ပြောတာဒီမှာ install ကိုအပြည့်ရေးထားတာတို့တွေကအပြည့်မရေးထားဘူးဒီမှာ install ကိုအပြည့်ရေးထားတယ်နော်တွေ့နော် okay ဒီမှာကျတော့တို့ကပြီးတော့ angula angular CLI ဆိုပြီး install လုပ်လိုက်ဒီကောင် install လုပ်တာနည်းနည်းကြာလိုက်မယ်တို့စောင့်ပေးရမယ် install လုပ်ပြီးသွားပြီဆိုရင်လောလောဆယ်တော့မပြီးသေးဘူးပေါ့နော် install လုပ်ပြီးသွားပြီဆိုတို့စမ်းကြည့်တာပေါ့ကျွန်တော်တို့ဘာမှလုပ်ဖို့မရှိပါဘူး okay angular install လုပ်တာကိုစောင့်နေပါတယ်ခဏစောင့်ပါနည်းနည်းကြာမယ်လေနော် okay install လုပ်နေသေးပါပဲပြီးသွားပြီနော် clear screen လုပ်လိုက်မယ် cns เนาะ clear screen လုပ်မယ်ပြီးတော့ ng-v ဆိုပြီး run ကြည့်ရင် angular version က 23. node version က 23.3 ပြီးတော့ ng-ve က version ဆိုရင်node version တွေ့တယ် angular version က 19.2.6 တဲ့နော်အဲ့တော့ဒီ angular ကိုတို့ကွန်ပျူတာမှာ install လုပ်ပြီးသွားပြီဆိုတဲ့သဘောပေါ့နော် ng ဆိုပြီးတော့ng data hp help လို့ run ကြည့်ရင်ng နဲ့ပတ်သက်ပြီးသုံးရမယ် command တွေပြပေးတယ် angular နဲ့ပတ်သက်ပြီးသုံးရမယ် command တွေနော်တို့နောက်သင်ခန်းစာမှာနောက်သင်ခန်းစာစတာနဲ့သုံးရမယ် ng new ဆိုပြီးတော့ project တစ်ဖန်တီးတာတို့ng analyze ng page ng cat ဆိုပြီးစသဖြင့်ပေါ့ဒီမှာ angular နဲ့ပတ်သက်တာ new ဆိုရင် create a new project ဆိုတွေ့လိမ့်မယ်နော် create a new angular workspace angular project ကိုစ run တော့မယ်နော်အခုတော့တို့တွေကng sub လည်းရှိတယ်နော် ng sub data port ဆိုပြီး port number နဲ့ run တာပေါ့နော်အဲ့တော့ port number မပါခြင်းလဲ ng sub ဆိုရင် angular project ကိုစ run လို့ရတယ်အဲ့တော့ angular ကို install လုပ်ပြီးသွားရင်တို့ကနောက်သင်ခန်းစာမှာ angular project လေးကိုတော့တည်ဆောက်နော်